အလုံးမေမင်္ဂလာပါဒီနေ့ကျမကိုတောင်းဆိုထားတဲ့ဂရင်ဘောကကိစ္စပြောမလို့ကျမမပြောတာကြာပြီနော်ဘာဖြစ်လို့မပြောလဲဆိုတော့လေစေတနာကလူတိုင်းနဲ့မတန်ဒီဂရင်ဘောကကိစ္စဆိုလူကြီးလူငယ်ကြားမှမရွေးချစ်သူရည်စားအိမ်ထောင်မကအားလုံးအတွက်အရေးကြီးဆုံးအချက်အလက်ဖြစ်တယ်စဉ်းစားကြည့်ဖောက်ပြန်တာဘာကြောင့်လဲချစ်သူရည်စားဓာတ်ပြတ်သွားတာဘာကြောင့်လဲဂရင်ဘောကကိစ္စဆိုတော့ကျမ်းမာရေးဆိုင်ရာထဲမှာတဘာတာဖြစ်တယ်နိုင်ငံကြားမှာဆိုရင်သုံးတန်းမှာကတဲ့ကကြားမိမ့်မလိန်ဆက်ဆန်တဲ့အခါမှာကိုဝင်ဘလို့ဖြစ်တတ်တယ်လဲပြီးရင်အရွယ်မရောက်သေးခင်မှာကျူးလို့ရင်ဘလို့ဥပဒေနဲ့ညှိစွန်းတယ်လဲဆိုတာဥပဒေနဲ့တွဲပြီးတင်တယ်ကျမတို့မြန်မာနိုင်ငံကယဉ်ကျေးမှုနိုင်ငံဖြစ်တဲ့အတွက်အဲ့ဒါတင်ခွင့်မရှိလို့ပဲမရိမ့်မှုတွေများလာတယ်မလို့အပ်ပဲနဲ့ကလေးတွေစွန့်ပစ်ချင်းခံရတယ်အဲ့ဒါမိဘမဲ့ပဲမိဘမဲ့ကလေးတွေဘယ်ကလာတယ်လဲကတင်ပေါ်ကိစ္စဆိုင်ရာအားလုံးကိုနားမလည်လို့ဖြစ်ပျက်သွားတဲ့ဆိုကြိုးတွေးကြည့်ဆက်ကိစ္စဆိုတဲ့ကျမ်းမာရေးဆိုင်ရာမှာတေးသေးချာချာနားလည်ပြီးကုတ်ကဲထားမယ်ဆိုရင်မင်းတို့နှစ်ယောက်ဘလောက်ပဲရွဘိုးထိုးထိုးနောက်တစ်ဆင့်မိဘမဲ့ကလေးထွက်မလာအောင်မင်းတို့စောင့်ထိန်သွားမယ်ဆိုရင်ဒီဆိုးကြိုးကမရောက်လာတော့ဘူးလေကလေးစွန့်ပစ်တယ်မလားဝတ်ကျွေးနော်အဲ့ဒီဝတ်ကျွေးလောက်ကြီးတာမရှိဘူးနော်မင်းကတော့နောက်လေယူကောင်းအောင်ဖို့ဒီဖြစ်ရမှန်တစ်ခုကိုသွားဖုံးကွယ်လို့နင်းရဲ့သွေးရင်းသားရင်းကိုပြစ်ပလိုက်တာဝင်ခံလိုက်ရင်နင်းကိုဘယ်ရောက်မှမယူတော့ဘူးဒီတော့နှစ်ယောက်သားပျော်ရွှင်ခဲ့တဲ့ဒီ sex ကိစ္စမှာဘာဖြစ်လို့ငါတို့မိန်းမတယောက်တည်းလာပြီးခံစားပြီးဖြတ်တန်းရတာလဲဒါဆိုရင်ကိုနဲ့လာအိတ်တော့မဲ့ယောက်ျားလေးကိုအိတ်ဖို့နိုးစော်တဲ့ယောက်ျားလေးကိုမအိတ်ရင်နင်းငါ့ကိုမချစ်ဘူးလားလို့အောက်တန်းဆန်ဆန်ပြောတတ်တဲ့ယောက်ျားလေးမျိုးကိုကြုံခဲ့ရင်နင်းဘာပြင်ဆင်ရမလဲကွန်တုံးဆိုတဲ့အစွတ်နဲ့မင်းသေးချာစီစဉ်ပြီးမှသူနဲ့နေရမှာလေချစ်သူရည်စားအရသာခံတဲ့အထဲမှာဘသူမှမလွဲမသွေရှောင်သွားလို့မရတဲ့ကိစ္စတစ်ခုကဖက်ရင်နန်းရင်နဲ့အောက်ပိုင်းရလာတဲ့ကိစ္စပဲအဲ့ဒီတွေးသားတောင်းဆိုလာပြီးရလာတဲ့အခါကျရင်ဘာကိုမှမမြင်တော့ဘူးဖြစ်ချင်ရဖြစ်တော့အခုလောလောဆယ်ဒီအရသာကိုအရင်ယူမယ်ဟုတ်တယ်နော်ကျမကလည်းဖြတ်တန်းလာတဲ့လူလေဒါကြောင့်ဘလို့ပဲတွတ်ကျမတို့မိန်းမကပဲအရှုံးဆိုတော့ခံတော့မယ်ဆိုရင်ဒီယောက်ျားဟာကိုယ့်ရဲ့ယာတက်ပံလားမယာတက်ပံလားဆိုတာဘာမှမသေးချသေးတဲ့ဒီအခိုက်ခံခြင်းခံလိုက်အစွတ်ကိုတေချာပေါက်ဆွတ်ရမယ်ဆိုတာမင်းကလေးကနားလေရမှာလေဒီကလေးကိုမင်း6လလွယ်ပြီးစွန့်ပစ်ရတာအဲ့6လလုံးနေလွယ်ထားတာသူယူရင်မင်းစွန့်ပစ်စရာလိုလို့လားသူမယူလို့မင်းစွန့်ပစ်ရတာလေပျော်တော့ကကြတော့ယူမယ်တာဝန်ယူမယ်ဟုတ်တယ်မလားအပြောချိုလေးနဲ့မှမင်းသူ့ကိုခံလိုက်တာလေဘသူကများကောင်းမမင်းနဲ့ငါနဲ့အခုအတူတူနေမယ်နော်ချစ်လို့ကြိုက်လို့ကိုဝင်ရှိလာရင်ငါတာဝန်မယူဘူးနော်လို့ကြိုပြောသလားကြိုပြောရင်မင်းခံအောင်မလားသူ့ကိုပါးရီနားရီရိုက်ပြီးတော့ဇရွေးတောင်ထွေးလိုက်အောင်ပဲဟုတ်တယ်နော်